ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ဆက်အောင်နိုင်ပါဒီနေ့မှာတော့စာရေးဆရာမင်းမြတ်သူရရေးသားခဲ့တဲ့လနတ်သမီးဆိုတဲ့ဝတ္ထုဇာတ်လမ်းအပိုင်း1ကိုတင်ဆက်ပေးသွားချင်ပါတယ်ကဲအစီအစဉ်စလိုက်ရအောင်တနေ့သ၌ဗိတ်မြို့လေးကျွန်းစီမီဖျားကုန်းတော်အနီးရှိညောင်မင်းကြီးတပင်အောက်မှာဆယ်ကျော်သက်အရွယ်လူငယ်လေးများစုယုံပြီးတော့တစုံတရာကိုစောင့်မျှော်နေရန်ရှိပါတယ်လူငယ်များကလမ်းမကြီးဘက်ကိုလဲတဆန့်ဆန့်လုပ်နေပြီး၎င်းတို့ထဲမှာတန်မာထွားချိုက်မှုအရှိဆုံးလူငယ်ကထိုင်ရမှထကအနီးမှာရှိတဲ့ရေစင်မှရေကိုတောက်ပါတယ်။ဦးကျော်နီကလည်းဒီနေ့မှကြားလိုက်တာကွာစောင့်ရတာစိတ်မရှိတော့ဘူးလို့ညှဉ်းညူတော့ရောင်ထုံးထုံးထားတဲ့ပိန်ရှည်ရှည်လူငယ်တယောက်ကခေါင်းညိတ်ပြီးအေးကွာအုတ်ကူအကြောင်းပြောမယ်ဆိုလို့ငါတို့အားလုံးစိတ်ဝင်စားလို့လာဆောင်နေရဒီလူကြီးဈေးအောင်ကောင်းနေတဲ့နဲ့တူတယ်ကွာလို့ပြောပါတယ်။ဒီခိုက်မှာပဲအဝေးစီမှာတွန်းလဲကလေးတစ်စီးကိုခရဲရဲမြင်ရပါတယ်။တန်မာထွားချိုက်တဲ့လူငယ်ကထိုင်ရမှထပြီးဝမ်းသာအားရနဲ့လက်ညှိုးညွန်ပြကဟာဟိုမှာဦးကျော်နီရဲ့လှဲလာပြီလို့အော်ဟစ်လိုက်ပါတယ်ဦးကျော်နီဆိုတဲ့လူကြီးကတွန်းလှဲကလေးကိုတရွေ့ရွေ့တွန်းလာပါတယ်လှဲကလေးအနီးကိုရောက်တဲ့အခါမုတ်စိမ်မွေးပပြိုင်းမွေးများထူထပ်စွာပေါက်ရောက်နေတဲ့ဦးကျော်နီဆိုတဲ့အင်္ဂလိပ်ကပြားရုပ်ပေါက်နေတဲ့လူကြီးကိုတွေ့ရပါတယ်ဦးကျော်နီကလူငယ်များကိုကြည့်ကအားရပါးရပြုံးပြီးကောင်းလေးတွေစောင့်ရတာကြားလို့လက်ဘင်းညောင်ရီအိုးဖြစ်နေပြီလားလို့နှုတ်ဆက်လိုက်ရလူငယ်များကဦးကျော်နီကိုတယောက်တစ်ပေါက်ဝိုင်းဝန်းပြစ်တင်ကြပါတယ်ဦးကျော်နီကတဟားဟားရီမောပြီးတော့လူ့အလိုနမ်းမလိုက်နိုင်ဆိုတာတကယ်မှန်ပါလားကွာဖုန်ကြီးအမှုရွာပတ်ဆိုသလိုမျက်နှာဖြူအရေးပိုင်ရဲ့သမီးခိုးရလိုက်ပြေးတဲ့ကိစ္စမှာငါ့ကိုစစ်စစ်မေးမြန်းနေလို့ပါကွာဒါကြောင့်မင်းတို့နဲ့ချိန်ပြီးတော့အချိန်မီရောက်မလာတာပါလို့ပြောလိုက်ရလူငယ်များရဲ့မျက်လုံးပြူးကျဲသွားပြီးတော့၎င်းတို့ရဲ့နှုတ်ကနေတန်ပြိုင်ဟမ်ကက်သရင်းခိုးရလိုက်ပြေးသွားပြီဟုတ်လားဆိုပြီးနှမျောတတဟန်နဲ့ရေရွတ်ကြပါတယ်ဒီအခါဦးကျော်နီကလူငယ်များရဲ့အပြုတ်မှုကြောင့်ရီမောပြန်ကကက်သရင်းခိုးရလိုက်ပြေးတာများကွာမင်းတို့နှမတွေခိုးရလိုက်ပြေးရကြနေရပဲလို့လောင်ပြောင်တော့လူငယ်များအနက်ပိန်ရှည်ရှည်တဲ့လူငယ်ကကက်သရင်းကကျုပ်တို့မျိုးရဲ့အလှတစားအောင်ဗျသူ့ကိုကျုပ်တို့ကာလာသားတွေအားလုံးလက်တွေမပိုးပန်းရဲလို့စိတ်ကူးတွေကနေပိုးပန်းနေကြတာအခုတော့သူများနာကိုပါသွားပြီလို့နှမျောတတဟန်နဲ့ရေရွတ်ပါတယ်ဒီအခါဦးကျော်နီကလည်းခေါင်းညိတ်ပြီးတော့အဲ့ဒါစိတ်ကူးနဲ့လက်တွေမတူတဲ့အချက်ပဲကွလောကမှာမတိုးတက်ဘူးဆိုတဲ့လူအတော်များများဟာစိတ်ကူးရင်နဲ့အစင်ရနေမတက်ကြဘူးတကယ်တိုးတက်သွားတဲ့သူတွေကတော့သူတို့ရဲ့စိတ်ကူးကိုလက်တွေ့ဖြစ်အောင်ရီမှန်းချက်ထားပြီးလောက်ကင်နေလေးရှိကြတယ်တကယ်တော့အောင်မြင်ခြင်းနဲ့ဆိုရင်စိတ်ကူးကိုလက်တွေ့ဖြစ်အောင်တရွေ့ရွေ့လောက်ကင်တင်တယ်လို့ပြောပါတယ်လူငယ်များကလည်းဦးကျော်နီရဲ့စကားကိုစိတ်ဝင်စားနားထောင်နေကြပါတယ်ဦးကျော်နီကတွန်းလှဲလေးကိုညောင်မင်းအောက်ကိုတွန်းရွှေ့လိုက်ပြီးတဲ့နောက်အရေးပိုင်သမီးကက်သရင်းကိုခိုးပြေးသွားတဲ့ကောင်လေးကဗိတ်ကန်းသားမှာပလဲနဲ့လှုပ်ထားတဲ့အလှပစ္စည်းတွေရောင်းတဲ့မောင်ဖားတင့်ဆိုတဲ့လူငယ်ပဲကွ။ကိုဖားတင်ကကက်သရင်းနဲ့ချစ်သူဖြစ်နေရကို။ဟေးကွတကယ်တော့မောင်ဖားတင်လိုအစင်မျိုးနဲ့မျက်နှာဖြူအရေးပိုင်သမီးကိုကြံဖို့ဆိုတာဘယ်လွယ်ပါမလဲကွ။ဒါပေမဲ့မောင်ဖားတင်ကကိုဖြစ်ချင်တဲ့အရာကိုရီမှန်းချက်ထားပြီးကြားကုတ်ကြားခဲလှုပ်ဆောင်တတ်တယ်။မျက်နှာဖြူအရေးပိုင်သမီးကိုချစ်မိပြီဆိုတော့သူနဲ့တွေ့ခွင့်ရဖို့အတွက်ကြံဖန်ပြီးတော့စဉ်းစားတယ်။နောက်တော့သူ့ရဲ့ခေါင်းထဲကိုအကြံတစ်ခုရလာတဲ့ငါရဲ့ပလာတာရောင်းတဲ့တွန်းလဲကိုမနက်ပိုင်းမှာရောင်းမရစေဆိုပြီးတော့လာငားတယ်။ငါလည်းမနက်ပိုင်းမှာတွန်းလဲအားနေလို့သူ့ကိုငားဖို့အတွက်ဝင်မလေးခဲ့ဘူး။မောင်ဖားတင်ကကက်သရင်းကျောက်ဥပလာတာကြိုက်တယ်ဆိုတာကိုစုံစမ်းသိရှိထားတယ်။ဒါအပြင်မနက်စောစောလမ်းလျှောက်တတ်တယ်ဆိုတာကိုလည်းသိတယ်။ဒါကြောင့်မနက်ခင်းမှာကက်သရင်းနဲ့တွေ့အောင်ကြံဖန်ပြီးတော့စူးစမ်းတယ်။မြို့ထဲမှာပလာတာရောင်းတဲ့အတွက်သူ့အတွက်လည်းအကျိုးမြတ်ဖြစ်ပြီးတစ်ချက်ခုံနှစ်ချက်ပြတ်ဖြစ်တာပေါ့ကွာ။ဒါဆိုရင်တော့ကိုဖားတင်ကအကြံစီတော်တော်ကောင်းတာပဲဗျ။ဟေးအဲ့လိုအကြံစီကောင်းတွေဘယ်ရလဲဆိုတာကိုရောမင်းတို့သိရလားဒီလိုမေးတဲ့အခါမှာလူငယ်များကမသိပါဘူးလို့တန်ပြန်ဖြေကြပါတယ်လူဆိုတာအလုပ်ကိုအောင်မြင်လုပ်ချင်ကြတယ်ဒီလိုအောင်မြင်အောင်လုပ်ဖို့အတွက်အကြံစီကောင်းတွေရှိဖို့လိုတယ်ဒီလိုအကြံစီကောင်းတွေဘယ်ရတယ်လဲအကြံစီကောင်းရှိတဲ့သူတွေကိုမွေးရပါပါရမီရှင်တယ်လို့ထင်တတ်ကြတယ်တကယ်တော့အကြံစီကောင်းဆိုတာကိုလုပ်တဲ့အလုပ်ပေါ်မှာအာယုံစူးစိုက်ရာကနေဖြစ်ပေါ်လာတာပဲကို့မှာအကြံစီကောင်းမရှိရင်ကိုယ့်ရဲ့အလုပ်ပေါ်မှာအာယုံစူးစိုက်မှုများများလုပ်ပါအလုပ်ထဲမှာစိတ်ရောကိုယ်ပါအားစိုက်ပြီးတော့နှိမ့်မြုပ်လိုက်ရင်အကြံစီကောင်းတွေဖြစ်ပေါ်လာတာပဲကွတကယ်တော့မောင်ဖားတင်ရလဲအရေးပိုင်သမီးကိုရဖို့အတွက်ဒီနီးကိုအသုံးချသွားတာပဲသူတို့နှစ်ယောက်ပေါင်းဖက်ဖို့အတွက်ဖူးစာကံပါလို့လဲရသွားတာပေါ့ကွာလို့ပြောလိုက်လေရာတန်မာထွားချိုင်းတဲ့လူငယ်ကဦးကျော်နီရဲ့အနားမှာထိုင်ပြီးကိုဖားတင်ရဲ့အကြောင်းထားလိုက်ပါတော့ဗျာအုတ်ကူအကြောင်းပြောပြမယ်ဆိုလို့ပြောတော့ဦးကျော်နီကခေါင်းညိတ်ပါတယ်အေးပြောကြတာပေါ့ကွာလို့ဆိုပြီး၎င်းတို့ထိုင်နေတဲ့ရေဦးစင်နဲ့မလန်းမကန့်ရှိကြောက်စာတိုင်းတိုင်းရှိရာကိုလမ်းလျှောက်သွားပါတယ်။ကြောက်စာတိုင်းကနှစ်ပေါင်းများစွာကြာမြင့်ပြီဖြစ်တာကြောင့်
ဟောင်းနှွမ်းဆွေးမြင်နေပြီးရင်းကြီးများတက်နေတော့ညာလဲကြောက်စာပေါ်မှာရေးထားတဲ့စာတမ်းများကိုဖတ်ရှုလို့ရနိုင်ပါတယ်ဒီအခါဦးကျော်နီကကြောက်စာပေါ်မှာရှိတဲ့ရင်းကြီးများကိုလက်နဲ့ဖယ်ရှားပြီးကြောက်စာမှာရေးထားတဲ့အင်္ဂလိပ်ဘာသာရဲ့အဓိပ္ပာယ်ကတော့ဒီနေရာမှာမေဒီဆန်ဝိုက်ဆိုသူရဲ့အလောင်းမြုပ်နှံထားတယ်တဲ့ဒါကလွန်ခဲ့တဲ့နှစ်ပေါင်း200ကျော်ခန့်ကယိုရီးယားဝိုက်ဆိုတဲ့ပင်လယ်ဓမြကြီးရဲ့ချစ်သူကိုမြုပ်နှံထားတဲ့အုပ်ကူကပင်လယ်ဓမြကြီးယိုရီးယားဝိုက်ကချစ်သူသေဆုံးသွားတဲ့အတွက်ဝမ်းနဲ့ကြေကွဲလွန်းလို့ယူမတက်ဖြစ်ခဲ့ရတယ်လို့အဆိုရှိတယ်သူ့ကိုဘာဖြစ်လို့ယိုရီးယားဝိုက်လို့ခေါ်တာလဲဗျသူကယိုရီးယားလူမျိုးလားလူအတော်များများယိုရီးယားဝိုက်ဆိုတဲ့နာမည်ကြောင့်မင်းထင်တယ်လို့ယိုရီးယားလူမျိုးလို့ထင်ကြတယ်တကယ်တော့ယိုရီးယားဝိုက်ကအင်္ဂလိပ်လူမျိုးကသူ့ရဲ့နာမည်အချင်းကဆမ်မြူရယ်ဝိုက်လို့ခေါ်တယ်သူ့ကိုယိုရီးယားဘုရင်ကသဘောကျပြီးစိတ်ကမ်းမင်းကြီးချုပ်ခန့်ခဲ့လို့မြန်မာတွေကယိုရီးယားဝိုက်လို့ခေါ်တယ်ယိုရီးယားဝိုက်ဆိုတဲ့ပင်လယ်ဓမြကြီးရဲ့အကြောင်းမင်းတို့ကိုပြောပြချင်တာကယိုရီးယားဝိုက်ကစွန့်လို့စွန့်စားဖို့အတွက်ဝါသနာပါတယ်ရဲဝင်တယ်ကြံရည်ဖန်ရည်ကောင်းပြီးတော့သူရတက်တည်လည်းအလွန်ရှိတယ်ဒါပေမဲ့သူ့ရဲ့အရေးချင်းတွေကိုကောင်းတဲ့ဘက်မှာအသုံးမချဘဲနဲ့မကောင်းတဲ့ဘက်မှာအသုံးချခဲ့လို့လူဆိုးကြီးတယောက်ဖြစ်ခဲ့ရတာပဲဒီအကြောင်းတွေကိုမင်းတို့ကိုသင်ခန်းစာယူစေချင်တယ်လို့ဆိုလို့ရလူငယ်များရဲ့သိချင်စိတ်လဲပုံမူပြီးတော့နှိုးကြလာပါတယ်ယိုရီးယားဝိုက်နဲ့ပတ်သက်ပြီးတော့ဘိန်းမျိုးကရှေ့မီနောက်မီတက်ကြီးဝါကြီးတွေရဲ့ရာဇဝတ်မျိုးမျိုးရှိကြတယ်ကွဒီလိုပြောတဲ့အထဲမှာယိုရီးယားဝိုက်ရဲ့ရတနာတိုက်ကလူတွေစိတ်ဝင်စားဆုံးပဲဦးကျော်နီရတနာတိုက်ရှိတဲ့နေရာကိုသိရင်ကျုပ်တို့ကိုပြောပေါ့ဗျာကျုပ်တို့မရရအောင်သွားချပြီးဦးကျော်နီကိုတဝက်ခွဲပေးပါမယ်ဆိုပြီးလူငယ်ကပြောတဲ့အခါမှာဦးကျော်နီကပိန်ရှည်ရှည်လူငယ်ရဲ့ခေါင်းပုတ်ပြီးအတော်လိုချင်တတ်မဲ့စိတ်ကြီးတဲ့ကောင်ပဲလိုချင်လုံးရင်လည်းမရတတ်ဘူးကွယိုရီးယားဝိုက်ရဲ့ရတနာတိုက်ကိုငါသိရင်သွားပြီးတော့တူးတာကြာပေါ့ဒါပေမဲ့သူ့ရဲ့ရတနာတိုက်ကဒဏ္ဍာရီပုံမြင်မဟုတ်ပဲအမှန်တကယ်ရှိတယ်ဆိုတာကိုလည်းငါယုံကြည်တယ်လို့ပြောပါတယ်ထိုအခါတမ္မာထွားချိုင်းတဲ့လူငယ်ကဝင်ရောက်ပြီးဦးကျော်နီကဘာဖြစ်လို့အတက်ပြောနိုင်ရတာလဲဘာဖြစ်လို့လဲဆိုရင်တော့ငါတို့ကယိုရီးယားဝိုက်ရဲ့ညာလက်ယုံစမစ်ရဲ့မျိုးရိုးစင်ဆက်ကနေဆင်းသက်လာတဲ့သူတွေဖြစ်လို့ပေါ့ကွာငါတို့ရဲ့မျိုးရိုးကမစ္စတာစမစ်သေဆုံးပြီးတဲ့နောက်အင်္ဂလန်ကိုမပြန်တော့ဘဲနဲ့ဘိန်းမြို့မှာပဲအခြေချပြီးမျိုးရိုးစင်ဆက်နေထိုင်ခဲ့ကြတယ်ဒါကြောင့်ငါရဲ့ရုပ်ကမျက်နှာဖြူရုပ်ပေါက်နေတာပေါ့ကွကျုပ်တို့ရဲ့မြို့မှာမျက်နှာဖြူတွေအတော်များများရှိရနော်မဟုတ်ဘူးကွသူတို့ကတော့ပေါ်တူဂီတွေလေးကျွန်းစီမီဖျားတောင်ကုန်းရဲ့တောင်ဘက်ကရက်ကွက်ဟာပေါ်တူဂီတွေစုပြီးတော့နေတဲ့ရက်ကွက်ပေါ့ကွာကျုပ်တို့ရဲ့ဘိန်းမြို့မှာဘာဖြစ်လို့ဒီလောက်ထိပေါ်တူဂီတွေများနေရတာလဲဗျဟေးမင်းတို့ဒီနေ့ပြောပြမယ်ယိုရီးယားဝိုက်ဆိုတဲ့ပင်လယ်ဓမြကြီးရဲ့အကြောင်းပြောရင်ဒီအကြောင်းတွေပါလာမှာကွတကယ်တော့ဘိန်းမြို့ကတမိုင်းဦးခက်လောက်ကလေးကထင်ရှားကြော်ကြားခဲ့တယ်တစ်ရာစုလောက်ကလေးကဟိန္ဒူကုံတွေဘိန်းမြို့မှာအခြေချခဲ့တယ်တရုတ်ကုံတွေအာရီဗျကုံတွေပါရှန်ကုံတွေကြီးတွေကဘိန်းမြို့မှာကူတန်ရောက်ဝယ်ကြတယ်12ရာစုလောက်တုန်းကဘိန်းမြို့ကမြန်မာမင်းရဲ့ပိုင်နှက်အောက်မှာရှိတယ်14ရာစုလောက်မှာတော့ဘိတ်ကိုယိုရီးယားသိမ်းပိုက်ခဲ့တယ်ပေါ်တူဂီတွေကတော့16ရာစုလောက်မှာဘိတ်ကိုရောက်လာကြတယ်ယိုရီးယားဝိုက်ဆိုတဲ့ပင်လယ်ဓမြကြီးရဲ့စွန့်စားခန်းတွေက18ရာစုလောက်မှာဖြစ်ပျက်ခဲ့တာကွ18ရာစုမှာမြန်မာမင်းတွေကဘိတ်ကိုယိုရီးယားရဲ့လက်ထဲကနေပြန်သိမ်းပိုက်နိုင်ခဲ့တယ်19ရာစုလောက်မှာတော့မြန်မာပိုင်နှက်ဖြစ်တဲ့ဘိတ်ဟာနယ်ချက်အင်္ဂလိပ်ရဲ့လက်အောက်ကိုကျရောက်ခဲ့တယ်ဘိတ်မြို့ကပင်လယ်ထွက်ပေါက်ရှိတဲ့မြို့ဆိုတော့လက်အောက်ခံမျိုးဖြစ်တာမဆန်းဘူးပေါ့ကွာတကယ်တော့ယိုရီးယားဝိုက်ဆိုတဲ့လူစွန့်စားကြီးကအင်္ဂလန်နိုင်ငံဘရစ်စတိုးကုန်းတဲ့မြို့ရိုးကနေဆင်းသက်လာတဲ့သူပဲသူဟာငယ်စဉ်ကတည်းကစွန့်စားသွားလာရတာကိုဝါသနာထုံတယ်မာကိုပိုလိုရဲ့နာမည်ကျော်အခြေတိုင်းသွားမှတ်တမ်းမျိုးစုံကိုဖတ်ရှုပြီးတော့အခြေတိုင်းနိုင်ငံတွေကိုသွားပြီးစွန့်ဆဆအလုပ်လုပ်ချင်တယ်ပင်လယ်ရေချောင်းအတတ်ပညာကိုဝါသနာအလွန်ထုံပြီးငယ်စဉ်ကတည်းကအာကျိုးမှန်တမ်းသိယူတယ်သူ့ရဲ့အိမ်မက်ကိုအကောင့်ထဲပေါ်ဖို့အတွက်တွန်းအားဖြစ်လာတာကတော့သူ့ရဲ့အကိုဂျော့ချ်ဝိုက်ပဲဂျော့ချ်ဝိုက်ကအင်္ဂလိပ်အရှေ့အိန္ဒိယကုမ္ပဏီရှိတဲ့မဒရက်မြို့မှာတာဝန်ထမ်းဆောင်တယ်ဒီလိုနဲ့1685ခုနှစ်မှာယိုရီးယားဝိုက်လို့နာမည်ကျော်လာမဲ့လူစွန်စားလေးဆမ်မြူရယ်ဝိုက်က Royal Subject သင်္ဘောနဲ့အင်္ဂလန်ကနေအိန္ဒိယကိုခရီးထွက်ခဲ့တယ်။စွန်စားလို့သူပြီးအရှေ့တိုင်းနိုင်ငံတွေကထူးခြားနက်နဲတဲ့ဂမ်ဘီယာပညာတွေမယုံနိုင်စရာကောင်းတဲ့မော်တက်ပညာရှင်တွေမွေစရာကြီးတွေစာထူးကြီးတွေအချားမြင်ပေါက်နေတဲ့တကိုးရှင်တွေနဲ့တွေ့ရတော့မယ်ဆိုပြီးပျော်ရွှင်နေခဲ့တယ်။ဒီလိုနဲ့ယိုရီးယားဝိုက်ဟာ Royal Subject သင်္ဘောကြီးနဲ့ခရီးသွားရင်းနဲ့သင်္ဘောပေါ်မှာအလွန်ချောမောလှပတဲ့မွန်းနဲ့သူစားလေးမေရီပိုတေးနဲ့တွေ့ဆုံခဲ့တယ်။မေရီပိုတေးလေးကိုမြင်ချင်းမှာအယူမှုဆွဲလန်းသွားပြီးတော့လိုချင်တာတစ်ခုကိုတွေ့ရင်မရရအောင်ယူတတ်တဲ့ထုံးစံအတိုင်းမေရီပိုတေးကိုသင်္ဘောပေါ်မှာပဲချစ်ခွင့်ပန်းခဲ့တယ်။ဒါပေမဲ့မေရီပိုတေးကလွတ်လပ်တဲ့မိန်းမပြိုတယောက်တော့မဟုတ်ဘူး။သူ့မှာစီးစပ်ထားတဲ့သူရှိတယ်။မဒရက်မြို့ကိုသင်္ဘောဆိုက်ကပ်ရင်လက်ထပ်ရတော့မှာ။မေရီပိုတေးကိုအစွဲအီးဆွဲနေတဲ့ယိုရီးယားဝိုက်ကစီးစပ်ထားတဲ့သူရှိပေမဲ့မရရအောင်ချစ်ခွင့်ပန်းတယ်။နောက်ဆုံးတော့ပင်လယ်ခရီးရှည်ကြီးမှာပဲ
သူတို့နှစ်ယောက်ကမခွဲနိုင်မခွာရအောင်ဖြစ်ပြီးချစ်သူတွေဖြစ်ခဲ့ကြတယ်။ဒါပေမဲ့မဒရက်မြို့ကိုသင်္ဘောဆိုက်ကပ်တဲ့အခါမှာယိုရီးယားဝိုက်နဲ့မယ်ရီပိုတေးတို့ကခွဲခွာခဲ့ရတယ်။ဒါကလူစွန်စားကြီးယိုရီးယားဝိုက်အတွက်ပထမဦးဆုံးအချက်နဲ့စတင်တွေ့ဆုံခြင်းမှာပဲလို့ပြောရင်ဦးကျော်နီကအားချောက်လာတဲ့ဟန်နဲ့ခဏနာပြီးရေဦးစင်ရရေကိုခတ်တော့ပါတယ်။ပြီးတဲ့အခါမှာဆက်လက်ပြီးတော့ယိုရီးယားဝိုက်ကမဒရက်ကိုရောက်တဲ့အခါမှာမယ်ရီပိုတေးကိုပဲသတိရနေတယ်။မယ်ရီပိုတေးကလည်းသူ့လိုပဲခံစားရလို့တနေ့စားတော့ဆိုင်မှာချင်းတွေ့ကြရင်းနဲ့ယိုရီးယားဝိုက်ကမပြန်မာနဲ့တော့မယ်ရီရဲ့မင်းတို့မခွဲနိုင်တော့ဘူးမင်းနဲ့ဝင်းတို့အသေးတွေမိကြည့်ခဲ့တဲ့မှာရဲရဲကင်ထားသလိုပါပဲကွယ်အဲ့လိုပြောတော့မယ်ရီပိုတေးကယိုရီးယားဝိုက်ကိုတနာပြီးစားတော့ဆိုင်အောင်သူမနဲ့အတူလာတဲ့အဆောင်တွေကိုထားခဲ့ပြီးတဲ့နောက်ဆိုင်နောက်ဘက်ကနေရထလုံးနဲ့ထွက်ပြေးခဲ့တယ်ဒီသတင်းကိုကြားတော့မယ်ရီပိုတေးနဲ့လက်ထပ်ပို့တဲ့စီစဉ်ထားတဲ့ဂျာစီကဒေါသပုံထပြီးအနောက်ကနေတဲကြီးမဲကြီးလိုက်တယ်ယိုရီးယားဝိုက်နဲ့မယ်ရီတို့ဟာဖျားရှိခိုးကြောင်ကမန်းကနန်းပြေးပြီးတော့လက်ထပ်ဖို့တောင်းဆိုတဲ့အခါအင်္ဂလိပ်ဖုန်းကြီးကလက်ထပ်ပေးဖို့အတွက်ညှင်းဆန်တယ်မင်းကလေးကစစ်ဆက်ပြီးသားဖြစ်နေရောယိုရီးယားဝိုက်နဲ့လက်ထပ်မပေးနိုင်ဘူးလို့ဆိုတဲ့အခါမယ်ရီကဝမ်းနဲ့လုံးလို့ချုံပွဲချငိုခဲ့တယ်မယ်ရီရဲ့သတို့သားလောင်းချာစီကလည်းအနောက်ကနေဖျားရှိခိုးကြောင်တွေတချောင်းပြီးတချောင်းလိုက်ရှာနေပြီဒီတော့ယိုရီးယားဝိုက်ကဖြစ်ချင်တာကိုမဖြစ်ဖြစ်အောင်လုပ်တဲ့သူပြီးအင်္ဂလိပ်ဖုန်းကြီးကိုတနက်နဲ့ချိန်ပြီးသူတို့ကိုလက်ထပ်ပေးဖို့အတွက်ပြောတယ်ဒါပေမဲ့အင်္ဂလိပ်ဖုန်းကြီးကလည်းအင်မတန်စီကန်းကြီးတယ်ကွာကျုပ်ကိုမကျေနပ်လို့ပြတ်သက်ခြင်းတတ်လိုက်မင်းတို့နှစ်ယောက်ကိုတော့လက်ထပ်မပေးနိုင်ဘူးလို့ညင်းတယ်ဒီတော့ယိုရီးယားဝိုက်ကလည်းချစ်သူကိုလက်ဆွဲပြီးနောက်ထပ်ဖျားရှိခိုးကြောင်တစ်ချောင်းပြေးရပြန်တာပေါ့ကံကောင်းလို့ကတိလေးလွတ်သွားတယ်သူတို့ထွက်သွားပြီးတော့မိနစ်ပိုင်းအတွင်းမှာဂျာစီနဲ့အဖွဲရောက်လာတယ်ဒီအခါမှာယိုရီးယားဝိုက်ကလည်းအကြံကောင်းတစ်ခုရပြီးတော့အင်္ဂလိပ်ဖုန်းကြီးစီကိုမသွားတော့ဘူးပြင်သစ်ဖုန်းကြီးစီမှာလက်ထပ်ခွင့်တောင်းတော့ပြင်သစ်ဖုန်းကြီးကဂယုဏထားပြီးတော့သူတို့ကိုလက်ထပ်ပေးခဲ့တယ်ယိုရီးယားဝိုက်ကဗိတ်မှာစိတ်ကမ်းမကြီးချုပ်ဖြစ်လာပြီးတဲ့နောက်လောဘစောတွေတရရိပ်တက်လာပြီးမတမာတဲ့နီးနဲ့မျိုးမျိုးစီးပွားရှာတော့တာပဲဘိန်းနဲ့တနင်္သာရီဒေသအခွန်တုတ်တွေအားလုံးခေါင်းပုံဖြတ်ပြီးတော့စားခဲ့တယ်ဘိန်းမျိုးရဲ့ဘရင်ခံဘာနာဒီလိုပုံကိုမျိုးတောင်မှယိုရီးယားဝိုက်လောက်ဩဇာမကြီးဘူးယိုရီးယားဝိုက်ကအခွန်တုတ်တွေပေါ်ကနေခေါင်းပုံဖြတ်ရုံနဲ့မကောက်ဘူးအဖိုးတန်ပစ္စည်းတွေကိုလည်းနီးမျိုးမျိုးနဲ့ရယူခဲ့တယ်တိုင်းရင်းသားတွေပေါ်မှာအမျိုးမျိုးကုတ်သွေးဆုပ်ပြီးတော့ချဲလဲခဲ့တယ်ပင်လယ်ပြင်ကိုထွက်ပြီးပင်လယ်ဓမြတိုက်တဲ့အလုပ်ကိုလည်းအကြီးအကျယ်လုပ်ကိုင်တယ်ပင်လယ်ပြင်ကသင်္ဘောတွေကိုလည်းဆက်ကြီးတွေအမျိုးမျိုးကောက်ခဲ့တယ်သူတို့ကိုအားခံတဲ့သင်္ဘောဆိုရင်ယိုရီးယားဝိုက်ကကိုယ်တိုင်ထွက်တိုက်ပြီးတစ်စင်းလုံးကိုတပ်ဖြတ်ပစ်တယ်သင်္ဘောကိုမိရှို့ပြီးတော့ရေရောက်ထဲကိုနှိမ့်မြုပ်တယ်ရဲစွမ်းသက်တီလည်းအလွန်ရှိပြီးခါးချားထဲမှာပြောင်းတူတနတ်တက်လက်နဲ့တရှည်တက်လက်ကိုအမြဲတမ်းထိုးထားတယ်သူဓမြတိုက်တဲ့သင်္ဘောရဲ့မာလိမ်မှုတွေကသူ့ကိုမကျင်တတ်လို့ဓာချင်းရှင်ခုတ်နိုင်ရင်ဓမြမတိုက်ပဲနဲ့ဘေးမဲ့ဘေးမဲ့လို့ကြော်ညာထားပေမဲ့ယိုရီးယားဝိုက်ကိုဓာချင်းရှင်နိုင်တဲ့သူမပေါ်သေးပါဘူးလူတွေရဲ့ဗီဇာကတိတ်ကိုကြောက်ဖို့ကောင်းတယ်မကောင်းတာမလုပ်ရဘူးဆိုတဲ့အသိဉာဏ်ရှိပေမဲ့ဗီဇာရှိနေတော့မကောင်းမှုကိုမရှောင်နိုင်မဲနဲ့လုံးမိသွားတာရှိတယ်ဒါကြောင့်လည်းအသိဉာဏ်ရှိတဲ့လူတွေဒုစရိုက်မှုကိုကျူးလွန်နေတာကွတကယ်တော့အသိဉာဏ်နဲ့အချင်းစရိုက်ကတိတ်ပြီးတော့မဆိုင်လာဘူးအသိဉာဏ်ရှိတဲ့သူတွေဟာဗီဇာစိတ်အခြေခံမကောင်းရင်လူဆိုးဖြစ်ပြီးတော့မကောင်းမှုတွေကိုကျူးလွန်လေရှိတယ်ယိုရီးယားဝိုက်ရဲ့စွန့်စားမှုတွေငွေရှာချမ်းမှုတွေကြောင့်ဘိတ်မြို့မှာဘရင်ခံထက်တောင်မှတကိုးကြီးထွားလာပြီးကြီးကျယ်ခမ်းနားတဲ့အချိန်မှာသူ့ရဲ့ချစ်စနီးမေရီကတည်ဆုံးသွားခဲ့တယ်ယိုရီးယားဝိုက်ကမေရီကိုအလွန်ပဲချစ်မြတ်နိုးတဲ့သူဆိုတော့ရပ်ပေါင်းများစွာပူဆွေးတော့ကရောက်ခဲ့ရတယ်ဘသူနဲ့မှစကားမပြောပဲသူ့ရဲ့နှုတ်ဖျားကနေမေရီလိုပဲတန်းတာပူဆွေးနေခဲ့တယ်သူ့ရဲ့တပည့်တွေကယိုရီးယားဝိုက်ရဲ့အဖြစ်ကိုမကြည့်ရလို့မိမလာတွေကိုရှာဖွေပေးပေမဲ့သူကတော့မေရီမှမေရီပဲဒါကြောင့်မင်းတို့အခုမြင်နေရတဲ့အုပ်ကူကယိုရီးယားဝိုက်ရဲ့ချစ်သူကိုအထိမ်းမှစိုက်ထူထားတဲ့မေရီရဲ့အုပ်ကူပါပဲလို့ပြောကဂျော်နီကသူ့ရဲ့စကားကိုခဏမျှရန်နာလိုက်ပါတယ်ယိုရီးယားဝိုက်ကချစ်သူမရှိတော့တဲ့အချိန်မှာအရက်သမားကြီးလုံးလုံးဖြစ်ပြီးတော့အစွမ်းကုန်စိုးမိုက်ခဲ့တယ်ဒီအချိန်အရှိတောင်အာရှမှာခေါင်းပုံဖြတ်နေတဲ့အရှိအိန္ဒိယကုမ္ပဏီကလည်းယိုရီးယားဝိုက်ကိုအလုံးမဲ့ဒေါသပုံထနေတယ်ယိုရီးယားဝိုက်ဓမြတိုက်လွတ်တဲ့သင်္ဘောတွေထဲမှာအရှိအိန္ဒိယကုမ္ပဏီကသင်္ဘောတွေအများကြီးပါတယ်နေမဝင်အင်ပါယာကြီးရဲ့အင်္ဂလိပ်ဥပဒေအရပင်လယ်ဓမြတယောက်ရဲ့အပြစ်ဒဏ်အသေးတမ်းပဲဒါကြောင့်ယိုရီးယားဝိုက်အတွက်ရန်သူတွေတဖြည်းဖြည်းများလာတယ်ဘိတ်မြို့မှာရှိတဲ့တိုင်းသားတွေကလည်းယိုရီးယားဝိုက်ရဲ့လုပ်ရက်တွေကိုမုန်းတိနာကြီးနေပြီမြန်မာတိုင်းသားတွေရဲ့အဖို့တန်ရတနာအမျိုးမျိုးကိုယိုရီးယားဝိုက်ကသိမ့်ပိုက်ပြီးတော့အခွန်အတုပ်တွေအမျိုးမျိုးကောက်ပြီးပြည်သူတွေကိုနှိပ်စက်နေရလေဒီလိုနဲ့ပဲအင်္ဂလိပ်အရှိအိန္ဒိယကုမ္ပဏီကစစ်သင်္ဘောတွေကယိုရီးယားဝိုက်ကိုလာပြီးတော့တိုက်ခိုက်တော့မယ်ဆိုပြီးသတင်းတွေထွက်ခဲ့တယ်ယိုရီးယားဝိုက်ကသူ့ရဲ့ညာလက်ရုံးစမစ်နဲ့တိုင်ပင်ပြီးသင်္ဘောတစ်စင်းကိုအစင်းသင့်ပြင်ခိုင်းထားတယ်အဲ့ဒီသင်္ဘောပေါ်မှာသူ့ရဲ့ကိုယ်ပိုင်အဖို့တန်ရတနာတွေကိုအစင်းသင့်တင်ထားတယ်အင်္ဂလိပ်စစ်သင်္ဘောတွေလာရင်ထွက်ပြေးဖို့ဆိုပါတော့ကွာ1686ခုနှစ်ဇွန်လ23ရက်နေ့မှာအင်္ဂလိပ်ရေတပ်ကစစ်သင်္ဘော2စင်းကိုကပတိန်ဝဲလ်ဒင်းဆိုတဲ့သူဦးဆောင်ပြီးတော့ဘိန်းမြို့ကိုရောက်လာတယ်ကပတိန်ဝဲလ်ဒင်းကအင်္ဂလန်ဘုရင်မင်းမြတ်ရဲ့အမိန့်စာကိုဖတ်ပြတယ်အထိပ္ပယ်ကတော့ဘိန်းမှာရှိတဲ့အင်္ဂလိပ်လူမျိုးအားလုံးအလုတ်ကနေထွက်ပြီးတော့
သူတို့နဲ့လိုက်ခဲ့ဖို့အတွက်ခေါ်တယ်။ယိုရီးယားဝိုက်ကိုတော့ပင်လယ်ဓမြမှုနဲ့အိန္ဒိယမှာတရားစွဲဖို့အတွက်စီစဉ်ထားတယ်။ဒါပေမဲ့ယိုရီးယားဝိုက်က အကြံဉာဏ်သိပ်ကောင်းတယ်ကွာ။ကပတိန်ဝဲလင်းကလောဘသားတစ်ယောက်ဖြစ်တယ်ဆိုတာကိုရိပ်စားမိတယ်။ဒါကြောင့်ကပတိန်ဝဲလင်းကိုသူ့ရဲ့အိမ်တော်ကြီးမှာဧည့်ခံကြိုးမွေးပြီးတော့မိန်းမချောလေးတွေနဲ့အခန်းထဲမှာဧည့်ခံထားတယ်။နေ့စဉ်နေ့တိုင်းအစားအသောက်ကောင်းတွေစားအဖိုးတန်အရက်တွေကိုတောက်ပြီးတော့ပျော်ရွှင်ကျေနပ်နေတယ်။ယိုရီးယားဝိုက်ရဲ့စီးစိမ်ဥစ္စာတွေကိုလည်းတဖြည်းဖြည်းအထင်ကြီးလာတယ်။ယိုရီးယားဝိုက်ဒီလိုမျိုးလက်ညှိုးညွှန်ရရေဖြစ်နေတာတနင်္သာရီကမ်းမြောင်ဒေသကနေငွေတွေအများကြီးရလို့ပဲဆိုတာကိုရိပ်စားမိတယ်။ဒီလိုမျိုးကပတိန်ဝဲလင်းကစီးစိမ်ဥစ္စာတွေကိုမမောလာပြီးဆိုတော့မှယိုရီးယားဝိုက်ကသူ့ရဲ့အပြစ်တွေကိုအိန္ဒိယရောက်ရင်ရော့ပေါ်ပြီးတော့ထွက်ဆိုပေးရင်ကြောက်တံပရမများတွေကိုသင်္ဘောနဲ့အပြစ်ပေးမယ်ဆိုပြီးတော့ကမ်းလှမ်းလိုက်တယ်။ဂျေရုဆလင်လို့ခေါ်တဲ့သင်္ဘောကိုလည်းဝဲလင်းကိုအပိုင်ပေးမယ်ဆိုပြီးတော့ကမ်းလှမ်းတယ်။ကပတိန်ဝဲလင်းကလည်းလောဘစောတိုက်ပြီးတော့သဘောတူခဲ့တယ်ကွ။ဒါပေမဲ့ယိုရီးယားဝိုက်ကကပတိန်ဝဲလင်းကိုလောဘစောကတ်အောင်မြှားယူပြီးအင်္ဂလန်ကိုတပတ်ရိုက်ပြေးဖို့အတွက်စီစဉ်ရှိတယ်။ဒါပေမဲ့1689ခုနှစ်ဇူလိုင်လ14ရက်နေ့မှာဗိမ်းမြို့မှာရှိတဲ့မြန်မာတိုင်းရင်းသားတွေရဲ့တော်လှန်ပုံကံမှုကြီးပေါ်ပေါက်လာခဲ့တယ်။တိုင်းရင်းသားတွေကပင်လယ်ဓမြကြီးယိုရီးယားဝိုက်ရဲ့မတရားဖိနှိပ်ချုပ်ချယ်မှုတွေကိုမခံနိုင်လို့အုံကြွတော်လှန်ရေးဖြစ်ပေါ်လာတာပဲ။အဲ့ဒီညကပတိန်ဝဲလင်းဟာမိန်းမတွေနဲ့ပျော်ပါပြီးတော့ည9 နာရီလောက်မှာလှေစိတ်ကိုပြန်သွားခဲ့တယ်။ယိုရီးယားဝိုက်ကစိုင်ရင်ကြီးကနေထွက်ပြီးဝဲလင်းကိုလှေစိတ်အထိလိုက်ပို့ပေးတယ်။ဒီအချိန်မှာပဲလှေစိတ်မှာပေါ်အောင်နေတဲ့မြန်မာတိုင်းသားတွေဟာဓားကိုစီနဲ့ယိုရီးယားဝိုက်တို့ကိုတိုက်ခိုက်တော့တယ်။ယိုရီးယားဝိုက်ကခါးချတဲ့ရဆောင်းဓားကိုထုတ်ပြီးတော့ပြန်ခုခံခဲ့တယ်။ကပတိန်ဝဲလင်းကတော့အချိန်ကြာမခုခံနိုင်ပဲလဲကျပြီးတော့သတိလစ်သွားခဲ့တယ်။ယိုရီးယားဝိုက်နဲ့သူ့ရဲ့ညာလက်ယုံစမစ်တို့ကတော့တိုင်းရင်းသားတွေကိုအပြင်းထန်ခုခံခဲ့တယ်ကွ။နောက်ဆုံးတော့တိုင်းရင်းသားတွေရဲ့အင်အားဟာတဖြည်းဖြည်းများပြားလာတဲ့အတွက်ဆိုင်အိမ်ဘက်ကိုပြန်ပြေးခဲ့ရတယ်။ယိုရီးယားဝိုက်ရဲ့ဆိုင်အိမ်ကိုပြန်ရောက်တော့ရာပေါင်းများစွာသောမြန်မာတွေဟာဆိုင်အိမ်ကိုဝိုင်းရံထားပြီးမီးရှို့ဖို့အတွက်ပြင်ဆင်နေရအောင်တွေ့ရတယ်။ဒါကြောင့်ကပတိန်ဝဲလင်းတို့ကလည်းလှေကလေးရှိတဲ့စိတ်ကမ်းကိုပြေးပြီးတော့လှေနဲ့ Revolution သင်္ဘောရှိတဲ့နေရာကိုပြေးခဲ့တယ်။ဒီအချိန်မှာပဲကန်းဆက်ကနေလူတစ်ယောက်ကသေဘေးရှင်ပြေးပြီးတော့လိုက်လာလို့လှေကိုရပ်ပြီးတော့ကယ်တင်တဲ့အခါမှာကပတိန်ဝဲလင်းဖြစ်နေတယ်ကွ။ကပတိန်ဝဲလင်းကကံကောင်းလို့အသက်မသေဘူး။ Revolution သင်္ဘောနားကိုမရောက်ခင်ဗိတ်စိတ်ကမ်းကနေမြန်မာတိုင်းသားတွေကသင်္ဘောကိုအမြောက်နဲ့ပစ်နေလို့အခက်တွေ့နေတော့မှသူတို့ကိုတုတ်တင်ဖို့အတွက်ထွက်လာတဲ့မြန်မာတွေကိုတွေ့လို့ခြုံထဲမှာပုံအောင်နေရတယ်။ဗိတ်မျိုးစိတ်ကမ်းတစ်ခုလုံးမီးဟုံးတောက်နေပြီးတော့ကဘာပြက်လို့မတက်ဖြစ်နေခဲ့တယ်လို့ပြောရင်းနဲ့ဂျော်နီကခဏမျှရန်နာလိုက်ပါတယ်။လူငယ်များကလည်းလွန်ခဲ့တဲ့နှစ်ပေါင်း200ကျော်ကကဘာပြက်မတက်ဖြစ်ခဲ့တဲ့ဗိတ်စိတ်ကမ်းကိုပြန်လဲမြင်အောင်နေပါတယ်။ဒီအခါမှာဂျော်နီကဆက်လက်ပြီးတော့စိတ်ကမ်းမှာရှိတဲ့ယိုရီးယားဝိုက်ရဲ့သင်္ဘောတွေအတော်များများမီးရှို့ဖျက်ဆီးတာကိုခံနေရတယ်။ယိုရီးယားဝိုက်ကသူ့ရဲ့သင်္ဘောတွေမီးရှို့ခံရလို့ဆွေးခေါ်အောင်ဒေါသဖြစ်ပြီးမြန်မာတိုင်းသားတွေကိုဒေါသတကြီးဆဲဆိုနေခဲ့တယ်။ဒီအချိန်မှာပဲမြန်မာတွေရဲ့မီးဖောင်တွေရေထဲကိုမျောလာလို့ကြောက်စူးနှုတ်ဖို့တောင်မှအချိန်မရပဲကြောက်စူးကျိုးကိုကမန်းကရန်ဖြတ်ပြီးဘိန်းမျိုးနဲ့ဝေးရအောင်ပြေးခဲ့ရတယ်။ယိုရီးယားဝိုက်ကသူ့ရဲ့စီးစိမ်တွေပျက်စီးဆုံးရှုံးရလို့အလုံးမဲ့ဒေါသထွက်ခဲ့တယ်ကွ။ကျုံးပေါ်မှာကြံခဲ့တဲ့အင်္ဂလိပ်လူမျိုးတွေရဲ့အသက်အန္တရာယ်ကိုလည်းစိုးရိမ်တော့ကဖြစ်ခဲ့တယ်။ဒါကြောင့်ဘိန်းမျိုးကိုတိတ်တဆိတ်ပြန်ဝင်လာပြီးအင်္ဂလိပ်လူမျိုးတွေကိုကယ်တင်ဖို့အတွက်ဆုံးဖြတ်ခဲ့တယ်။ဒါပေမဲ့လည်းသူ့ရဲ့ညာလက်ယုံစမစ်နဲ့အဖွဲ့သားတွေကဝိုင်းဝန်းပြီးတော့တားဆီးတဲ့အတွက်ဘိန်းမျိုးကိုပြန်မသွားဖြစ်ခဲ့ဘူး။ဒီအချိန်မှာပဲဘိန်းမျိုးရဲ့ဘရင်ခံဘာနာတီကသူ့ရဲ့ဘရင်ဆိုင်တော်မှာတိုင်းရင်းသားတွေရဲ့တပ်ဖြတ်ခြင်းကိုခံလိုက်ရတယ်။ဒါတွေဟာနှစ်ကာလတွေအများကြီးရှည်ကြာခဲ့တဲ့ရန်ညိုးရန်စာတွေကြောက်မော်ကွာ။ယိုရီးယားဝိုက်ရဲ့ဘဝနောက်ကြောင်တူတူပြောရရင်တော့သူပိုင်တဲ့ရတနာတွေကိုဘယ်သူမှမသိအောင်ကျွန်းတကျွန်းမှာလှည့်ဝက်ပြီးတော့သိမ်းဆည်းခဲ့တယ်။အိန္ဒိယနိုင်ငံမဒရက်ကိုရောက်တဲ့အခါကပတိန်ဝဲလင်းကိုလှည့်စားပြီးသူပိုင်တဲ့သင်္ဘောနဲ့အင်္ဂလန်ကိုထွက်ပြေးခဲ့တယ်။အင်္ဂလန်ကိုရောက်တဲ့အခါမှာလည်းညံညံနဲ့များတဲ့ယိုရီးယားဝိုက်ကအရှိအိန္ဒိယကုမ္ပဏီကသူ့ရဲ့သင်္ဘောတွေကိုမတရားသိမ်းပိုက်ခဲ့တယ်လို့တိုင်တန်းခဲ့တယ်။ကုမ္ပဏီကိုလည်းတရားစွဲခဲ့တယ်။သူ့ရဲ့အပြစ်တွေကိုကုမ္ပဏီကိုစုပုံပြီးတော့ပုံချခဲ့တာပေါ့။ညံတက်တွေနဲ့အပြစ်ရနေလို့အောင်ညံစင်ခဲ့ပေမဲ့ဖျားသခင်ကသူ့ကိုအပြစ်ဒဏ်ခတ်ခဲ့တယ်ကွ။သူ့ရဲ့ကျမကြီးကအင်္ဂလန်ကိုရောက်တာနဲ့တဖြည်းဖြည်းညံပြင်းလာပြီးအသက်ဆုံးရှုံးရတဲ့ဘဝကိုရောက်ရတယ်လို့ပြောပြီးတော့ဂျော်နီကသူ့ရဲ့ဇလံကိုအဆုံးသတ်လိုက်ပါတယ်။လူငယ်များကလည်းဗိတ်ဒေသမှာလွန်ခဲ့တဲ့နှစ်ပေါင်း200ကျော်ကကျင်းလဲကျဆားခဲ့တဲ့ပင်လယ်ဓမြလူစွန်စားကြီးရဲ့အကြောင်းတွေးတောရင်းနဲ့ငြိမ်သက်လို့နေကြပါတယ်။လူငယ်များနဲ့တမ်းမထွားချိုင်းတဲ့လူငယ်ကတပ်ပြင်းချပြီးဘလောက်ပဲတကိုးအာနာကြီးတဲ့သူဖြစ်ပါစေမကောင်းမှုလုပ်ရင်နောက်ဆုံးတော့ဇာသိမ်းမကောင်းဘူးဆိုတာတာတကားပြနေတာပဲလို့တီးတိုရေရွတ်ပါတယ်။ဒီအခါဦးကျော်နီကခေါင်းညိတ်ပြီးတော့ဟေးတကယ်တော့ယိုရီးယားဝိုက်ကသူ့ရဲ့ဘဝတစ်လျှောက်လုံးစွန့်ဆာနေထိုင်ခဲ့တာကြီးပဲကွ။ဒါပေမဲ့စီးစိမ်ဥစ္စာလောဘစောကတ်လာတော့လူစွန်စားတစ်ယောက်ဘဝကနေလောဘသားဖြစ်ပြီးတော့ဇာသိမ်းမကောင်းဖြစ်ရတာပဲ။ကဲညနေလဲစောင်းပြီငါပြန်တော့မယ်။ဒီနေ့နားထောင်နေကြတဲ့မင်းတို့ထဲမှာ
ရိုးရဝိုက်လိုမျိုးလူစွန်စားဖြစ်မဲ့သူမပေါ်ဘူးလို့ဘယ်သူမှမပြောနိုင်ဘူးလို့ဆိုကတွန်းလဲကလေးကိုတရွေ့ရွေ့တွန်းပြီးတော့သူ့ရဲ့အိမ်ရှိအောင်ထွက်သွားပါတယ်။ညမောင်ကြီးတန်းစားပြုတ်နေရကြောင်းလူငယ်များအားလုံးလည်းညောင်မင်းကြီးအောက်ကနေလမ်းခွဲပြီးတော့ထွက်သွားကြပါတယ်။လူငယ်များထွက်ခွာသွားပြီးတဲ့နောက်ညောင်မင်းကြီးရဲ့အောက်မှာတန်မာထွားချိုင်းတဲ့လူငယ်တစ်ယောက်သာကြံရစ်ခဲ့ပါတယ်။သူကရိုးရဝိုက်ရဲ့ချစ်သူမေရီရဲ့အုပ်ကိုကြည်ရင်းနဲ့လွန်ခဲ့သောနှစ်ပေါင်း200ကျော်ဟာဗိမြို့ကြီးကိုပြန်လည်တွေးဆမြင်အောင်လာပါတယ်။အတန်ကြာအောင်ထိုင်နေပြီးတဲ့နောက်မှသူ့ရဲ့အိမ်ရှိရာကိုပြန်လာခဲ့ပါတယ်။သူ့ရဲ့အိမ်ကတော့ဗိမြို့စုံမှာရှိတဲ့တဲအိမ်ငယ်လေးဖြစ်ပြီးတဲကလေးရှိကိုရောက်တဲ့အခါမှာမှန်အိမ်မီးအောင်လင်းနေရကြောင်းအတော်ဖြစ်သူပြန်ရောက်နေပြီလို့သိလိုက်ရပါတယ်။ဒီအချိန်မှာအတော်ဖြစ်တဲ့သူကအောင်လန်နင်းပြန်လာပြီလားငါရဲ့အနာကိုလာစမ်းမအောင်လို့ခေါ်ပါတယ်။အောင်လန်ကအတော်ရဲ့ရှေ့ကိုသွားပြီးတော့ထိုင်လေရာအတော်ဖြစ်သူကအားလေးရှာလေးနဲ့အောင်လန်နင်းအလုပ်အဆင်ပြေရဲ့လားဘာဖြစ်လို့နောက်ကျနေရလဲနင်းကငါပြောစရာရှိလို့စောင့်နေရဟဲ့ပြေးပါတယ်အတော်အလုပ်ချင်းကလက်ခတိုးပေးမယ်လို့တောင်ပြောတယ်ဒီနေ့နောက်ကျပြန်ရတာဦးချော်နီကြီးရဲ့စကားဝိုင်းမှာဝင်နှားထောင်နေလို့ပါနင်းအလုပ်လုပ်တာအဆင်ပြေတယ်ဆိုတော့ငါဝမ်းသာပါတယ်ငါပြောမယ်စကားအတော်ဖြစ်သွားတာပေါ့လို့ဆိုလေရာအောင်လန်ကစိတ်ဝင်စားစွာနဲ့နားထောင်နေပါတယ်သူ့ရဲ့အတော်ကတပြင်းချပြီးရဲ့နောက်နင်းမိဘတွေရွက်လီမောက်လို့ဆုံးသွားကြတဲ့ကနင်းကငါစောင့်ရှောက်လာတာ9နှစ်လောက်ရှိပြီအခုတော့နင်းလည်းပဲအရွယ်ရောက်လာပြီကို6တော့ပေါ်ကိုရက်တည်နေနိုင်ပြီဒါကြောင့်ငါယောက်ျားယူတော့မလို့ဟဲ့ဗျာအတော်ကဒီရွယ်ကြီးရောက်တော့မှယောက်ျားယူအောင်မယ်ပတ်ဝန်းကျင်ကကဲ့ရဲ့မအောင်မရှက်ဘူးလားကြိုက်မရှက်ငိုင်းမရှက်ဆိုတဲ့စကားရှိရမလားငါရဲ့အသက်ကဒီနှစ်မှ90ပြည့်တာဟဲ့ငါ့ကိုဥရွှေတလုတ်ကချစ်ခွင့်ပန်နေရကြာပြီငါကအင်တာနက်လုံနေလို့ဒီလောက်ထိကြာနေရအခုတော့သူ့ကိုမယူလို့မရတဲ့အခြေအနေကိုရောက်နေပြီဟဲ့အတော်ရဲ့စင်ပြောင်ကြီးအမိရောက်မှတက်ဆိုသလိုဖြစ်နေပြီရှက်စရာကောင်းလိုက်တာဗျာအသက်90ရောက်တော့မှမယူလို့မဖြစ်တဲ့အခြေအနေကိုရောက်နေပြီဆိုတော့ကျွန်တော်ကမျက်နှာဘယ်နှမ်းမှသွားထားရမလဲဗျအောင်မငါတသက်လုံးအထီးကျန်နေတာခဲ့ရတာဟာအခုတော့ဟန်ဆောင်ပြီးတော့မနေချင်တော့ဘူးငါသိရင်ငါပြောတော့နဲ့နှစ်ပါးသွားရမှလဲကြောက်တယ်ဆိုပြီးတော့အတော်ဖြစ်သူကအောင်လန်းရဲ့ခေါင်းကိုခောက်ပါတယ်အောင်လန်းသူ့ရဲ့အတော်အပြိုကြီးရဲ့အမူအရာကိုကြည့်ပြီးစိတ်ပြက်လက်ပြက်ဖြစ်နေပါတယ်တကယ်တမ်းကတော့အပြိုနဲ့လူပြိုလက်ထပ်ထိမ်းမြကြတာဘသူ့ဟိုမှဂရုစိုက်စရာမလိုပါဘူးဟဲ့ဒါပေမဲ့ဥရွှေတလုတ်ကလူပြိုကြီးအစ်စ်ဖြစ်ပုံမရဘူးဗျဒါတွေကနင်ပူရမယ့်ကိစ္စမဟုတ်ပါဘူးငါကိစ္စပါယောက်ျားဆိုတာကတော့ဒါမျိုးနဲ့ဘယ်ကင်းမှမလဲလူပြိုကြီးမဖြစ်တော့ပိုတော့ကောင်းသေးတယ်ဒါတွေကိုထားလိုက်ပါတော့ဟဲ့သူနဲ့ငါလက်ထပ်ပြီးရင်သူ့ရဲ့အိမ်ကိုပြောင်းနေကြမယ်ငါတို့နေတဲ့တဲအိမ်လေးကိုတော့ပွဲရုံမှာအလုပ်လုပ်တဲ့သူ့ရဲ့လူယုံတယောက်ကိုပေးပြလိုက်မယ်ဒါကြောင့်နင်လည်းငါနဲ့လိုက်နေရမယ်လို့ပြောလိုက်ရအောင်လန်ကအတော်မြည်တို့မြကန့်ကွက်စကားမဆိုပဲလှုပ်ချင်ရတာလှုပ်ပြီးတော့အတော်ရဲ့ကျွန်တော်တို့မျိုးတွေကဘိုလ်ယူကြီးတယောက်ပြောသလိုပြောရရင်တော့ဂွတ်တယ်ထင်ဒူးတာဒူးလိုက်ပြီတော့လို့ပြောကထမင်းစားဖို့အတွက်နောက်ဖေးဘက်ကိုထွက်လာခဲ့ပါတယ်အထက်ပါအဖြစ်ပြက်များဖြစ်ပွားပြီးတော့တလခန့်ကြာတဲ့အခါပွဲရုံပိုင်ရှင်ဦးရွှေတလုံးနဲ့အောင်လန့်ရတော်ပြိုကြီးတို့အသက်ကြီးကမှအဆက်မရှိပဲဘိန်းမျိုးတစ်မျိုးလုံးသိအောင်ခန်းသားစွာမင်္ဂလာဆောင်ပါတယ်၎င်းတို့ရဲ့မင်္ဂလာဆောင်တို့ကြွရောက်ချီးမြှင့်တဲ့ပရိသတ်များကိုပဝါဒစနဲ့ပဒုံမာပိဿာများလက်ဆောင်အဖြစ်ချီးမြှင့်ပါတယ်မင်္ဂလာပွဲရပရိသတ်များအချမ်းပဲစားတောက်နိုင်စေဖို့အတွက်မော်လမြိုင်မြို့မှာဓာန်ပေါက်ကလားများကိုခေါ်ပြီးတော့ချက်ပြုတ်စေပါတယ်ဓာန်ပေါက်ကလားများကလည်းဘိန်းမျိုးတစ်မျိုးလုံးမှာကြက်များမလုံလောက်တာကြောင့်အနီးနားရွာများထိသွားပြီးတော့ကြက်များကိုဝယ်ယူရပါတယ်လူပြိုကြီးနဲ့အပြိုကြီးတို့အတုံးတော်ခံမဲ့မင်္ဂလာကရင်ကြီးနဲ့မင်္ဂလာခန်းဝင်ပစ္စည်းမျိုးစုံကိုလည်းဘိတ်သူဘိတ်သားများဝင်ရောက်ကြည့်ရှုပြီးအချို့ကချီးမွမ်းကြသလိုအချို့ကလည်းကဲ့ရဲ့ပါတယ်အပြိုကြီးနဲ့လူပြိုကြီးတို့ဝစ်စင်မဲ့မင်္ဂလာသတို့သားသတို့သမီးဝစ်ဆောင်ကိုလည်းရန်ကုန်မြို့ကနေတကူးတကမှာယူကြပါတယ်မင်္ဂလာအခမ်းပွဲကိုတော့လူပြိုကြီးရဲ့ခြံကျဲကြီးမှာကျင်းပပါတယ်အောင်လန်ကတော့လူသား2ယောက်ပေါင်းဆက်မဲ့အခြေကိုဒီလောက်ထိငွေကုန်ကြေးကြခံပြီးအချိန်များစွာဖြုံးတိနေခြင်းကိုအံ့ဩနေပါတယ်လူများထိုကဲ့သို့ခန်းခန်းနာနာငွေကုန်ခံပြီးတော့ပြုလုပ်ခြင်းကိုလည်းအထင်ကြီးတတ်တဲ့ဒလေးရှိပါတယ်ထိုငွေများကိုဆင်းရဲနှောပါတဲ့လူအများစုရဲ့ကောင်းကျိုးအတွက်ကုသိုလ်လုပ်ရင်ဘလောက်ထိကောင်းမလဲလို့တွေးလိုက်မိပါတယ်လူပြိုကြီးကမော်လမြိုင်မြို့မှာအငိမ့်အဖွဲ့ကိုမင်္ဂလာဥညမှာဖျော်ဖြေဖို့အတွက်ငှားရမ်းခဲ့ပြန်ပါတယ်မင်္ဂလာပွဲမှာမှတ်တမ်းတင်ဖို့ကိုလည်းရန်ကုန်မြို့မှာဓာတ်ပုံဆရာများကိုခေါ်ယူပါတယ်မင်္ဂလာပွဲမကျင်းပမီတလားလောက်အလိုကလေးကလူပြိုကြီးဥရွှေတလုတ်ကအောင်လန့်ရဲ့ဒေါ်လေးကိုသူ့ရဲ့အင်ကြီးစီကိုနေထိုင်ဖို့အတွက်စီစဉ်ထားလိုက်ရာအောင်လန့်နဲ့သူ့ရဲ့အတော်လဲဥရွှေတလုတ်ရဲ့နေအိမ်ကိုတက်ရပါတယ်ဒါကြောင့်အောင်လန့်တယောက်ဥရွှေတလုတ်ရဲ့နေအိမ်သို့ကန့်လန့်နဲ့ပါလာပါတယ်ဒါပေမဲ့ဥရွှေတလုတ်ကမိမိကိုကြည်ပြူဟန်မရှိပဲအတော်ဖြစ်သူနဲ့ပတ်သက်ပြီးတော့သာတီးခန့်နေပုံရပါတယ်အိမ်ကြီးကိုအောင်လန့်ရောက်တဲ့နေ့မှစပြီးများပြားလာတဲ့စီကန်းချက်များကိုချမှတ်လိုက်ရာ
အောင်လန်ကနှာခေါင်းရှုပ်မဲ့ပြီးတော့နားထောင်နေပါတယ်အတော်ဖြစ်သူကအောင်လန်ရဲ့ပြုတ်မှုကိုမျက်မှောင်ချုံပြီးဟဲ့ကောင်လေးနင်ဒီနေ့ကစပြီးတော့တဲပေါ်ကနေတိုက်ပေါ်ကိုရောက်ပြီအရင်တော့ကလိုမျိုးအချိုးတွေကိုလှုပ်လို့မရတော့ဘူးနော်အကိုပြောတာကိုသေချာနားထောင်ဈေးလဲရောင်းစရာမလိုတော့ဘူးပွဲရုံလုပ်ငန်းကိုတက်အောင်သင်ပြီးငါတို့ကိုဝိုင်းကူရမယ်လို့ပြောလိုက်ရနေချင်းညာချင်းပွဲရုံပိုင်ရှင်ဖြစ်သွားတဲ့အတော်ရဲ့လေးတန်းကိုမနှိမ့်မြုပ်သလိုဖြစ်သွားပါတယ်သူ့ရဲ့အတော်ကတော့ဥရွှေတလုတ်ဘက်ကိုလှည့်ပြီးဒီကောင်ကမြို့ပေါ်ကကလေးကဝါရီနဲ့ပေါင်းပြီးတော့နည်းနည်းအပျော်ပါဝါသနာပါတယ်ဒါကြောင့်ညီမကသူ့ကိုကြိုတင်ပြီးတော့ဆုံးမထားတာအကိုကလည်းကိုတူကိုသားအရင်လိုသဘောထားပြီးတော့ဆုံးမပါအောင်လန့်ကိုအကိုရဲ့လက်ကိုအပ်ပါတယ်မလိမ္မာတာရှိရင်ရိုက်ပြီးတော့ဆုံးမညီမစိတ်မဆိုးပါဘူးလို့ပြောလိုက်ရလူပြိုကြီးဥရွှေတလုတ်လဲသဘောခွေသွားပြီးတော့တဟိဟိတဟားရှိမောကဒီကောင်အကိုနဲ့တွေ့ရင်အများကြီးလိမ်မာသွားမယ်အကိုကဖះတရားလိုက်စားတယ်ဆိုတာညီမသိပဲဒီကောင်ကိုမေတ္တာတုတ်တွေရွတ်ခိုင်းမယ်ဓမ္မစကြာလည်းရွတ်ရမယ်မေတ္တာပုံနည်းတွေဖះရှိခိုးနည်းတွေအများကြီးသင်ပေးမယ်နောက်ပြီးတော့ဥရှင်ကြီးတင်တဲ့နည်းရောရုပ်ကစိုးပူဇော်တဲ့နည်းပါမချမ်းအားလုံးသင်ပေးမယ်လို့ပြောလိုက်ရအပြိုကြီးကတဟိဟိရှိမောပြီးတော့သဘောကျသွားတော့ညာလဲအောင်လန်ကတော့အလုံးမဲစိတ်ပြက်လက်ပြက်ဖြစ်သွားပြီးတော့ဥရွှေတလုတ်ကိုအမြင်ကက်ကက်နဲ့ဖះကိုစုပင်နေလဲကြံသေးတယ်လို့ပြောလိုက်ရအပြိုကြီးကအောင်လန့်ရဲ့အချင်းကိုသိလို့မျက်စောင်းထိုးလိုက်တော့ညာလဲအပားမောဟန်ရှိတဲ့ဥရွှေတလုတ်ကဖះကိုစုပင်နေရတော့ငါလည်းမရဘူးကွစာအုပ်တွေပဲရှိတယ်မင်းကိုစာအုပ်ဖတ်ခိုင်းရမယ်လို့ဦးချောင်ချောင်ပြောပါတယ်ထို့နောက်မှာတော့ဥရွှေတလုတ်ကစာရွက်ရှည်ကြီးတစ်ရွက်နဲ့ရေးသားထားတဲ့စီကန်းချက်ပေါင်းများစွာကိုအောင်လန့်အောင်ဖတ်ပြပါတယ်သူ့ရဲ့စီကန်းချက်များအလုံးမဲရှိစရာကောင်းပြီးအောင်လန့်အနေနဲ့တခုမှမလိုက်နိုင်တဲ့စီကန်းများဖြစ်ပါတယ်မင်္ဂလာပွဲနေ့ဖြစ်တာကြောင့်အင်ကြီးတစ်ခုလုံးအတွင်းဥရွှေတလုတ်ရဲ့လူများအလှုပ်ရှုပ်နေပါတယ်ခြံဝင်းကြီးထဲမှာရောင်စုံပူပေါင်းများလိုက်လံချိတ်ဆွဲနေပြီးစပွဲကလတ်ထိုင်များကိုလည်းခင်းကျင်းနေပါတယ်။ဒံပေါက်ချက်တဲ့ကလားများကလည်းတွင်းကြီးတစ်ခုကိုတူးပြီးတော့မိများဖိုးနေပါတယ်။မြို့ပေါ်ကဥရွှေတလုတ်ရဲ့အပေါင်းအသင်းလူကုန်တန်းများဖျားလူကြီးများဟိုမရောက်ဒီမရောက်လူကြီးများဥရွှေတလုတ်မိမရခြင်းကို၎င်းတို့ကိုယ်တိုင်ရတဲ့ကဲ့သို့ပျော်တပြုံးပြုံးရှိနေကြပါတယ်။အချို့သောစေနာပိုသူများဆိုရင်ဥရွှေတလုတ်တောက်သုံးဖို့အတွက်အားတိုးစီအမျိုးမျိုးနဲ့စာအုပ်စာပေအမျိုးမျိုးကိုလည်းတိုးတိုးတိတ်တိတ်ပို့ဆောင်ပေးကြပါတယ်။ဥရွှေတလုတ်ကတော့ဖျားလူကြီးပြီးဟန်ဆောင်ပန်ဆောင်မရှိပဲတဟိဟိတဟားကြီးမောပြီးလက်ဆောင်ပစ္စည်းများကိုသဘောကျစွာလက်ခံယူပါတယ်။ဥရွှေတလုတ်ရဲ့တပည့်များအောင်လန့်ကိုအဖမ်းမလုပ်ပဲရှိနေရကြောင်းအောင်လန့်က၎င်းတို့ရဲ့အလုပ်များကိုရက်ကြည့်နေပါတယ်။ကြားတဲ့အခါပြင်းရည်သလိုရှိလာပြီးအိမ်ကြီးရဲ့အနောက်ရှိခြံဝင်းကြီးဘက်ကိုထွက်ခဲ့ပါတယ်။ဥရွှေတလုတ်ရဲ့အိမ်ကမြို့စုံမှာရှိပြီးခြံကြီးထဲမှာအပင်ကြီးများစွာနဲ့နေပြောင်မထိုးအောင်ရှိပါတယ်။ထိုခြံဝင်းရှိအမိုက်တရိုက်များကိုလှည့်ခြင်းရန်အလုပ်သမား2ယောက်ကိုတီးတန့်ထားရပါတယ်။အောင်လန့်ကခြံကြီးရဲ့အနောက်ကိုရှောက်ခဲ့ရင်းနဲ့အလွန်သေးငယ်တဲ့အုတ်တိုက်လေးကိုသွားတွေ့ပါတယ်။ဆယ်ပေပတ်လည်ခန့်သာရှိရကြောင်းလူနေဟန်မတူပါဘူး။တိုက်ကလေးရဲ့ရှေ့ရှိဟောင်းနှမ်းနေတဲ့တစ်သားတိုင်ငုံမှာဆိုင်းဘုတ်တစ်ခုကိုတွေ့ရပါတယ်။စိန်ရီဖောက်တော်ယုံအခွင့်မရှိမဝင်ရလို့ရေးသားထားပါတယ်။ဒီအခါမှအုတ်တိုက်ကလေးဟာအရက်ချက်တဲ့နေရာဖြစ်ကြောင်းသိလိုက်ရပါတယ်။ဘိန်းမျိုးကရှေးခါတုန်းကနိုင်ငံခြားသားများအဝင်ထွက်ရှိရာကြောင့်အရက်ချက်တဲ့တိုင်များဟာရှေးဆန်တဲ့အင်ကြီးများမှာရှိကြောင်းသတိပြုမိပါတယ်။အောင်လန်ကအရက်ချက်တဲ့တိုက်ကလေးနီးမှာအေးမြပြီးနေပြောင်မထိုးနိုင်အောင်ရှိရကြောင်းတိုက်ကလေးရဲ့တကားဝါကိုကြောမိပြီးတော့ထိုင်လိုက်ပါတယ်။လူသူကင်းရှင်းနေရကြောင်းလဲတိုက်တကားဝါမှာကြောမိပြီးတော့တရေတမောအိတ်ဆက်လိုက်ပါတယ်။ညနေဆောင်တဲ့အချိန်အထိအရက်ချက်တဲ့တိုက်ကလေးမှာတယောက်တည်းနားရီပါရီရှိနေစဉ်မှာကြောမိထားတဲ့သစ်သားတကားချက်ကိုတဒုံဒုံထုတန်ကြားရပြီးလန့်ပြီးတော့လှည့်ကြည့်လိုက်ရလူတဦးတယောက်မှမတွေ့ရတာကြောင့်တရေ6ချင်းများလားလို့တွေးပြီးခေါင်းတစ်ပန်းကြီးသွားပါတယ်။ဒီအချိန်မှာပဲသူကြောမိထားတဲ့တကားအတွင်းမှာတဒုံဒုံထုတန်ကိုကြားရပြန်တာကြောင့်ကိုကြွပေးလိုက်ရအရက်ချက်တဲ့တိုက်ရဲ့တကားဝုန်းကနေပွင့်ထွက်လာပြီးတိုက်ထဲမှာမိမပြိုတယောက်ထွက်လာပါတယ်။မိမပြိုကသူ့ကိုမကြေမချမ်းကြည့်ပြီးရှင်ကအတော်အလိုက်ကန်းစိုးမသိတဲ့သူအပြင်းထူပြီးတော့အိတ်ချင်းခြံကြီးကအကျယ်ကြီးရှင့်တိပြင်းနေရမှာသွားပြီပါလား။အခုတော့ကျမရှိတဲ့တိုက်တကားကိုကြောမိပြီးတော့လာအိတ်နေတယ်။ကာလာနဂါးသေးလို့ဝင်စားလားမသိဘူး။အိုးနားလိုက်တာလို့ညှိညူရဲနဲ့ဘိုက်ကိုလက်နဲ့နှိပ်ပြီးခလန်းလန်းတောဘက်ကိုထွက်သွားလိုက်ရအောင်လန်ကလည်းမိမပြိုကိုတောင်းပန်ဖို့အတွက်အနောက်ကနေကမန်းကတန်းလိုက်သွားပါတယ်။သူမကခြုံထဲကိုတိုးဝင်သွားရင်းနဲ့အနောက်မှလိုက်လာတဲ့အောင်လန့်ကိုကြည့်ပြီးဒေါသတကြီးနဲ့ဟမ်ရှင်ကျမနောက်ဘာကိစ္စနဲ့လိုက်လာတာလဲ။သွားစမ်းမှမမြန်လို့မောင်းထုတ်ပါတယ်။ဒီအခါအောင်လန့်ကခေါင်းကုပ်ပြီးတော့မဟုတ်ပါဘူးမင်းကိုကျုပ်ကတောင်းပန်မလို့ပါ။တိုက်ထဲမှာလူရှိနေရကိုကျုပ်ကလုံးဝမသိဘူး။ကျုပ်ကဧည့်သည်ပါလို့ပြောဆိုနေစင်မှာမင်းမပြိုကဒေါသတကြီးနဲ့အိုးဒါတွေကိုနောက်မှပြောစမ်းပါရှင်ဒီကနေထွက်သွားစမ်းပါလို့ပြောပါတယ်။အောင်လန်ကမိမပြိုဒေါသထွက်နေတယ်လို့ထင်တာကြောင့်ခဏနေပါအောင်ဗျာကျုပ်တောင်းပန်တာကိုနားထောင်ပါအောင်လို့ဆိုတော့မိမပြိုကမျက်နှာရှုပ်မဲ့ပြီးနားမထောင်နိုင်ဘူးရှင်နားမထောင်နိုင်ဘူးဒီမှာဘိုက်နာလို့သေတော့မယ်လို့ပြောက
ခြုံတော်တွေကိုတိုးဝင်သွားတဲ့အခါမှာပဲအောင်လန်ကမျက်နှာပြင်တစ်ခုလုံးနီးမြန်းပြီးခြုံတော်တွေကနေပြေးထွက်ခဲ့ပါတယ်မိမက်ပြိုကအရက်ချက်တဲ့တိုက်တို့အဖေးကြောင့်ရောက်နေလဲဆိုတော့မသိရပါဘူးလူပြိုကြီးဥရွှေတလုံးရဲ့အိမ်မှာနေထိုင်သူများလားဒါမှမဟုတ်ဥရွှေတလုံးရဲ့အမျိုးဆွေတယောက်များဖြစ်နေသလားတော့မသိရပေမဲ့ချောမောလှပပြီးစွမ်းမက်ဖွယ်ရာကောင်းတာကတော့အမှန်ဖြစ်ပါတယ်ဒီအချိန်မှာပဲမိမက်ပြိုကသူမရဲ့ကိစ္စပြီးစီးတဲ့ဟန်နဲ့ခြုံတော်ထဲမှထွက်လာပြီးအောင်လန့်ကိုမချေမနှက်ကြည့်ကနေစမ်းပါအောင်ရှင်ကဘာဖြစ်လို့ဒီတိုက်ရှိပါတနေကုန်လာအိတ်နေရလဲလို့ရန်တွေ့ပါတယ်အောင်လန့်ကတပြင်းချပြီးအင်ကြီးထဲမှာနေရတာပျော်လို့ပါဗျာမင်္ဂလာပွဲရလဲကျုံနဲ့မဆိုင်သလိုရှိရနဲ့နားရေးပါရေးဆိုပြီးဒီဘက်ကိုထွက်လာတာအုတ်တိုက်လေးရှိကိုရောက်တော့အေးချမ်းရှိရနဲ့တရေတမောအိတ်မိတာပါခမရတိုက်ထဲမှာရှိနေမယ်လို့ကျုပ်တကယ်ကိုမသိတာဒါနဲ့ခမရဥရွှေတလို့ရဲ့အမျိုးလားဟိုးကျမကဘာဖြစ်လို့လူယုံမာကြီးနဲ့အမျိုးတော်ရမှာလဲရှင်းစကားကိုဆင်ခြင်ပြောပါဗျာခမရဥရွှေတလို့ကိုမကျေနပ်ဘူးပေါ့ဟုတ်လားမကျေနပ်ဘူးဒီလူကြီးကိုဖြစ်နိုင်ရင်အစိမ့်လိုက်ဝါစားခြင်းနဲ့ဒီလူကြီးကအကျင့်စာရိတ္တကောင်းတဲ့သူမဟုတ်ဘူးကျောင်းစုတော်ကြွတခိုးရှင်ဥရွှေတလို့ကမြို့မျက်နှာဖုံဖျားလူကြီးမဟုတ်ဘူးလားဗျဘာကြောင့်ကျောင်းသူတော်လို့ပြောရလဲနေစမ်းပါအောင်ရှင်ကဒီခြံထဲကအလုပ်သမားလားမဟုတ်ပါဘူးဗျာဒီလိုခြံမျိုးကြီးမှာအလုပ်လုပ်ဖို့တည်းမပြောနဲ့တရက်တနာရီတောင်မှမနေချင်ဘူးဒါဆိုရင်ရှင်ကဥရွှေတလို့ရဲ့အမျိုးပေါ့ဟုတ်လားအမျိုးလည်းမဟုတ်ပါဘူးဗျာဒါဆိုရင်ရှင်ကဘာဖြစ်လို့လူယုံမာကြီးရဲ့ခြံထဲကိုရောက်နေရလဲလို့မေးတော့အောင်လန်ကသူ့ရဲ့ဘဝနောက်ကျောင်းကိုအတူချုပ်ပြီးတော့ပြောပြလိုက်ပါတယ်ဒီခါမှသူမကလည်းခေါင်းကိုတဆက်ဆက်ညှိပြီးတော့ဩဒါဆိုရင်ရှင်ကဥရွှေတလုံးနဲ့လက်ထပ်မဲ့အပြိုကြီးရဲ့တူပေါ့ရှင်လည်းတကယ်ပဲဥရွှေတလုံးကိုမကျေနပ်ဘူးလားအေးဗျဒီလူကြီးကိုကြုတ်ကြီးလို့မရဘူးသူ့ကိုကြည့်ရတာဟန်ဆောင်မျက်နှာဖုံးစွတ်ထားသလိုပဲမကောင်းတဲ့အချင်းစရိုက်တွေရှိပုံရတယ်ဗျဖျားတကာအကြောင်းတကာမျက်နှာဖုံးတက်ထားပေမဲ့ဒါတွေကအပေါ်ယံမဲလို့ကြုံမြင်တယ်သိဟုတ်တာပေါ့ဒီလူကြီးကအပေါ်ယံဟန်ဆောင်ထားပြီးအတွင်းထဲမှာလှိုက်စားနေတဲ့လူကြီးရှင်ဒါကြောင့်သူ့ကိုဟော်ရီတနတ်နဲ့ငရဲပြည်ကိုပို့ပေးဖို့ကျမလာခဲ့တာပဲလို့ပြောကခါးကြားထဲမှာရှိတဲ့6လုံးပြူတနတ်ကိုထုတ်ပြလိုက်ရအောင်လန်လည်းအလုံးမဲအံ့ဩထိတ်လန့်သွားပါတယ်သူမထံမှာမိတို့မိဘုံတနတ်တက်လက်ရရှိနေလဲဆိုတော့မသိရပါဘူးတနတ်ကြီးပါလားဗျဒီတနတ်ကိုခမရဘယ်ကနေရလာလဲဒါတွေကိုရှင်မသိချင်ပါနဲ့မနှက်ဖြန်မင်္ဂလာပွဲမှာမြို့သူမြို့သားတွေရဲ့အားလုံးရှိမှာဒီလူကြီးကိုငရဲပြည်ကိုပို့ပေးရမယ်ရှင်လဲသူ့ကိုမကျေနပ်တဲ့သူဆိုရင်တော့ဝမ်းသာဖို့ပြင်ပေတော့လို့ပြောလိုက်ရအောင်လန်ကသဘောမကျဟန်နဲ့ခေါင်းကိုခါရမ်းပြီးနေပါဦးဗျဥရွှေတလို့ကိုဘာဖြစ်လို့တနတ်နဲ့ပြစ်မှာလဲသူ့ရဲ့အချင်းစရိုက်တွေကိုကျုပ်လည်းပဲမနှစ်သက်ပါဘူးဒါပေမဲ့အသေးသက်တာတော့မကောင်းပါဘူးဗျာအချိန်တိုင်းသူ့အပြစ်သူခံရမှာပေါ့သူ့အပြစ်သူခံလိမ့်မယ်ဟုတ်လားအဲ့လိုအပြစ်ဒဏ်မခံရလို့ကျမကအပြစ်ပေးဖို့အတွက်ရောက်လာတာရှင်ကျမကိုတားဆီးဖို့အတွက်မကြိုးစားနဲ့သူ့ကိုအသေးသက်ဖို့အတွက်ဆုံးဖြတ်ထားတယ်ဆိုပြီးဒေါသတကြီးနဲ့ပြောလိုက်ရအောင်လန်ကသူမကိုနားမလည်ဟန်နဲ့ကြည့်ပြီးဘာဖြစ်လို့ဒီလောက်ထိအညှိုးကြီးနေရတာလဲကျုပ်ကိုပြောပြနိုင်ရင်ပြောပြပါလားလို့မေးတော့သူမကလက်သီးတစ်ဖက်ကိုကြစ်ကြစ်ပါအောင်ဆုပ်ပြီးအိတ်ထဲမှာဟောင်းနှမ်းနေတဲ့ဓာတ်ပုံတစ်ပုံထုတ်ပြပါတယ်အောင်လန်ကဓာတ်ပုံကိုယူပြီးတော့လှမ်းကြည့်တဲ့အခါဥရွှေတလုံးနဲ့သူမတွဲဖက်ပြီးတော့ရိုက်ထားတဲ့ဓာတ်ပုံကိုတွေ့ရပါတယ်ဓာတ်ပုံထဲမှာဥရွှေတလုံးကသူမရဲ့ပခုံးကိုလှမ်းဖက်ထားပါတယ်ဓာတ်ပုံထဲမှာခမည်းနဲ့ဥရွှေတလုံးကရှင်းပါးစားကိုပိတ်ထားတော့ကျမဒေါသထွက်လာပြီဟော်ဒီဓာတ်ပုံကိုဧည့်သည်တွေရှေ့မှာပြပြီးတော့ဒီလူကြီးကိုအချက်ခွဲမယ်ပြီးတော့မှတနက်နဲ့ပြစ်ပြီးငရဲပြည်ကိုပို့ပေးရမယ်ဆိုတဲ့စကားကြောင့်အောင်လန်ကထိတ်လန့်သွားပါတယ်မင်္ဂလာပွဲလာဧည့်သည်များရဲ့ရှေ့မှာထိုးထိုးပြုလုပ်ရင်တော့သူ့ရဲ့အတော်အပြိုကြီးအချက်ခွဲမှသိချပါတယ်သူ့ရဲ့အတော်ဖြစ်သူကအသက်ကြီးမှကြုံတွေ့ရတဲ့မင်္ဂလာပွဲကိုအမျှော်လင့်ထားခဲ့ပါတယ်မင်္ဂလာပွဲမကျင်းပမီကတည်းကစိတ်ကူးနဲ့ယူနေခဲ့ပြီးယခုလိုအချက်တခွဲအကျိုးနဲ့ဖြစ်ရင်တော့သူ့ရဲ့အတော်ယူမတက်ဖြစ်ပါလိမ့်မယ်သူမကိုလည်းဒီအမှုမျိုးကိုမပြုလုပ်ဖို့အတွက်တားဆီးမယ်လို့ဆုံးဖြတ်လိုက်ပြီးတဲ့နောက်ဒီလိုစိတ်လိုက်မှန်ပါလို့ဘယ်ဖြစ်ပါမလဲဗျာခမည်းလည်းအသေးချာစဉ်းစားကြည့်ပါဦးဥရွှေတလို့ကိုငရဲပြီးပို့မယ်ဆိုရင်ဥပဒေကလက်ပိုက်ကြည့်နေမှာမဟုတ်ဘူးဟိုးလက်ပိုက်ကြည့်အောင်များမကလို့ဘာပဲဖြစ်ဖြစ်ကျမဂရုမစိုက်ဘူးဒီလူကြီးကိုကလေးစားချေပြီးစက်တိုင်အောင်တက်ရမယ်ဆိုရင်တော့မှကျမမကြောက်ဘူးပြုံးလေးတက်သွားမယ်လို့ပြောလိုက်ရအောင်လန်ကခေါင်းကုပ်ပြီးခတ်တော်တာပဲဗျာခမည်းအဲ့လိုလုပ်ရင်ကျွန်တော်အတော်ရဲ့မင်္ဂလာပွဲပြတ်မှာပေါ့ဗျအတော်ကသူ့ရဲ့မင်္ဂလာပွဲအတွက်လွန်ခဲ့တဲ့ရက်ပေါင်းများစွာကတည်းကမျှော်လင့်ပြီးတော့ပျော်ရွှင်နေတာလို့ဆိုလိုက်ရမိမပြိုကအောင်လန်ရဲ့မျက်နှာကိုရှုံ့မဲ့ကြည့်ပြီးဩရှင်ကရှင့်အတော်အချက်ခွဲမှာဆိုလို့ကျမကိုတားဆီးနေရအောင်ဒီလူရုပ်မာကြီးနဲ့ရှင့်အတော်မယူလိုက်ရရင်တသက်တာခံကောင်းသွားမှာရှင်ဒီအတွက်ရှင်တို့ကကျမကိုတော့ကျေးဇူးတင်ရအောင်မယ်ဘာပဲဖြစ်ဖြစ်ခမည်းဒီလိုလုပ်တာကျုပ်သဘောမတူဘူးဗျာရန်ကိုရန်ချင်းမတုံနှင်းချင်ပါနဲ့
တီးခံခြင်းကအမြင့်မြတ်ဆုံးပဲဒါကြောင့်တီးခံပြီးတော့နေလိုက်ပါဗျာတီးမခံနိုင်ဘူးရှင့်ဒီလူကြီးရဲ့ရုံးမှာကောက်ချက်မှုကြောင့်ကျမရဲ့အမအယူတစ်ပိုင်းဖြစ်ရတာရှင်နားလေဆန္ဒကြည်စမ်းပါကျုံနားလေပါတယ်ဗျာဒါပေမဲ့ပြီးခဲ့တာတွေကပြီးနေပြီမင်္ဂလာပွဲကြီးကိုဖျက်ဖို့နဲ့ဥရွှေတလုတ်ကိုတတ်ဖို့တော့ကျုပ်သဘောမတူဘူးဒါကြောင့်ခမရနောက်ကျောင်းအောင်ပြန်ပါမပြန်ဘူးဆိုရင်မြို့လူကြီးတွေကိုကျုပ်တိုင်ပြောရလိမ့်မယ်ရှင်တိုင်ရင်တိုင်ကြည်စမ်းကျမရှင်ကိုအသေးပြတ်တက်လိုက်မယ်လို့အော်ဟစ်ကအောင်လန့်ကိုတနက်နဲ့ချိန်ထားလိုက်ပါတယ်ခမရပြည့်ရင်လည်းပြစ်လိုက်ပါကျုပ်သေးရဲပါတယ်ဗျကျုပ်ရှိလျက်နဲ့ကလေးစားချေတက်ဖြတ်တဲ့အမှုကြီးဖြစ်သွားမှာမလို့လားဘူးအယုတ်ဆိုးအကြီးတန်းနဲ့ဖြစ်ရကြီးကိုတော့ကျုပ်ကတားဆီးရမှာပဲဒီတော့ခမရလည်းပြင်ရင်ပြစ်ပါလို့ပြောလိုက်ရမိမပြိုကအတန်ကြာတဲ့အထိတနက်ကိုချိန်ပြီးတော့အပြစ်သေးပဲရှိနေပါတယ်ရှင်ကအတော်ရှုပ်တဲ့သူပဲမစီမဆိုင်ကြားထဲကနေအသေးခံချင်းနေတယ်ရန်ကိုရန်ချင်းမတုံနှင်းပါနဲ့ဗျာတီးခံတဲ့သူကအဆုံးမအောင်မြင်တာပဲခမရစဉ်းစားကြည့်စမ်းပါဥရွှေတလုတ်ကိုတတ်မယ်ဆိုရင်ခမရကိုလည်းပလိတ်ကဖမ်းမယ်အချင်းတောင်ထဲမှာပင်မဆင်းရဲစွာနဲ့နှစ်ပေါင်းများစွာနေရမယ်စသည်ဖြင့်ဖြောင်းဖြပြောဆိုလေရာမိမပြိုကအောင်လန့်ရဲ့စကားကြောင့်အနှဲငယ်ငိမ့်သက်ပြီးတွေ့ဝေသွားရန်ရှိပါတယ်ဒေါမှန်ကြီးနေတဲ့မိမပြိုအတန်ငယ်ငိမ့်သက်သွားတဲ့အခါမှာအောင်လန့်ကသူ့ရဲ့ရွှေပြည်အေးတရားများကိုဆက်လက်ဟောပြောပါတယ်ကျုပ်ရဲ့အတော်ကအသက်50ပြည့်တော့မှပထမဦးဆုံးမင်္ဂလာဆောင်ရတဲ့သူတို့သမီးပါဗျသူ့ရဲ့မင်္ဂလာပွဲကိုဘယ်လောက်များစိတ်ကူးရင်ထားလိုက်မလဲခမရလဲမိမတယောက်အနေနဲ့စဉ်းစားကြည့်စမ်းပါဗျဒါကြောင့်ကျုပ်ကမဖြစ်သင့်တာတွေမဖြစ်အောင်တားဆီးနေရတာအတော်ရဲ့မင်္ဂလာပွဲသာမပြတ်ဘူးဆိုရင်ကျုပ်ဘာပဲလုပ်ရလုပ်ပေးပါမယ်ကျုပ်တောင်းပန်တာကိုလက်ခံစမ်းပါလို့ပြောလိုက်ရမိမပြိုကအောင်လန့်ရဲ့မျက်နှာကိုမျက်မှောင်ကျုံပြီးတော့စူးစိုက်ကြည့်နေပါတယ်အောင်လန့်ကလည်းသူမရဲ့စူးရဲတဲ့အကြီးကြောင့်မနေတတ်မထိုင်တတ်ဖြစ်နေပြီးမျက်လုံးကိုလွှဲထားပါတယ်ဒီမဲ့ခမရကျုပ်ကိုဘာဖြစ်လို့ဒီလောက်ထိကြည့်နေရလဲဗျရှင့်ကိုမယိုးသားတဲ့စိတ်နဲ့ကြည့်နေရမဟုတ်ဘူးနွားပွဲမှာနွားဝယ်မယ်သူကနွားကိုစစ်ဆေးတဲ့သဘောမျိုးနဲ့ကြည့်နေရလို့ဆိုလိရာအောင်လန်ကသူမရဲ့စကားကြောင့်မျက်နှာကိုရှုံးမဲ့ပြီးဘာကျုပ်ကိုနွားလိုသဘောထားပြီးတော့ကြည့်ရဟုတ်လားကျုပ်ကနွားမှမဟုတ်တာဗျာဒီမှာရှင်စကားတစ်မျိုးပြောပြမိလားရှင်မဲမင်္ဂလာပွဲမဖြတ်ဘူးဆိုရင်ကျမကိုဘာပဲလုပ်ပေးပါမယ်ဆိုဘာပဲလုပ်ပေးရဆိုတာနဲ့ခမရအကျုပ်ကိုဘာဖြစ်လို့နွားလိုမျိုးသဘောထားရတာလဲဗျရှင့်ရဲ့စကားကြောင့်ဥရွှေတလုတ်ကိုငရဲပြီးပို့ပေးမယ်အစီအစဉ်ကိုဖျက်သိမ်းခြင်းသလိုဖြစ်သွားတယ်နောက်ပြီးတော့ကျမမှာအလုံးအရေးကြီးတဲ့မဟာစီမံကိန်းတစ်ခုရှိတယ်အဲ့ဒီစီမံကိန်းကြီးကိုအကောင့်ထဲပေါ်ဖို့အတွက်ယုံကြည်စိတ်ချရတဲ့အဖော်တစ်ယောက်လိုတယ်ဒါကြောင့်မင်္ဂလာပွဲမပြတ်စေချင်ဘူးဆိုရင်ရှင်ကျမနဲ့လိုက်ခဲ့ရမယ်ခမရနဲ့လိုက်ရမယ်ဟုတ်လားဘယ်ကိုလိုက်ရမှာလဲဒါကိုရှင်မေးခွင့်မရှိဘူးဘယ်လောက်ထိကြာမဲဆိုတာကိုလည်းကျမမပြောနိုင်ဘူးဒါပေမဲ့ရှင်ကျမနဲ့လိုက်ခဲ့ရမယ်မလိုက်ဘူးဆိုရင်တော့မင်္ဂလာပွဲကိုမပြတ်ပြတ်အောင်ဖျက်မှာပဲလို့ပြောလိုက်ရအောင်လန်ကသူမရဲ့စကားကြောင့်မျက်လုံးပြူးသွားပါတယ်သူမကတစိုးထိုးလှုပ်တတ်တဲ့အမူအကျင့်ရှိပုံရပြီးမင်္ဂလာပွဲကိုမပြတ်ပြတ်အောင်ဖျက်မှာသိချပါတယ်ဒါကြောင့်အောင်လန်ကသူမရဲ့မျက်နှာကိုကြည့်ပြီးစီကန်းကြီးလာတဲ့ဥရွှေတလုံးနဲ့အတူနေရမယ့်အရေးကိုတွေးတောနေပါတယ်သူနဲ့သာအတူနေရမယ်ဆိုရင်တော့ဘလို့မှစိတ်ချမ်းသာစရာအကြောင်းမရှိပါဘူးသူမရဲ့အနောက်ကိုလိုက်ပါသွားရင်တော့တစ်ချက်ခုံနှစ်ချက်ပြတ်ဖြစ်မှာသိချပါတယ်သူမရဲ့ဆန္ဒကိုလိုက်လျောရင်ဥရွှေတလုံးနဲ့သူ့ရဲ့အတော်တို့မင်္ဂလာပွဲအောင်မြင်စွာကျင်းပနိုင်ပါတယ်ဒါအပြင်သူကလည်းလူမှန်းသိတတ်စာအရွယ်ကလေးကဘိမြို့မှာသာနေထိုင်ရတာကြောင့်ဒေသန္တရဘ ഹു တုတအလုံးမဲနှဲပါလာပါတယ်သူမရဲ့အနောက်ကိုလိုက်သွားမယ်ဆိုရင်အတွေ့အကြုံအသေးစံများစွာရရှိမှသိချပါတယ်ဒါကြောင့်သူမရဲ့အနောက်တို့လိုက်ပါဖို့အတွက်ဆုံးဖြတ်ပြီးကဲကောင်းပြီဗျာကျုပ်ခမရဲ့နောက်ကိုလိုက်ခဲ့ဖို့အတွက်ဆုံးဖြတ်လိုက်ပြီမင်္ဂလာပွဲကိုတော့မဖြတ်ပါနဲ့လို့ပြောပါတယ်သူမကလည်းသဘောတူတဲ့ဟန်နဲ့ခေါင်းကိုတဆက်ဆက်ညှိပြီးဒါဆိုရင်ကောင်းပြီကျမနဲ့နေရင်တော့ကျမစားသလိုစားရမယ်ကျမအိတ်သလိုအိတ်ရမယ်ဟာခမနဲ့အတူတော့မအိတ်ချင်ပါဘူးဗျာအောင်မယ်ရှင်နဲ့အတူအိတ်မယ်လို့ဘသူကပြောနေလို့လဲကဲကျမတို့သွားကြမယ်ရှင်ရဲ့ဂတိအတိုင်းအနောက်ကနေလက်ခဲ့ပြီးတော့လို့ပြောလိုက်ရအောင်လန်လဲသူမကိုကြည့်ပြီးတော့တပြင်းတစ်ချက်ကိုချခဲ့ပါတော့တယ်ဟုတ်ကဲ့ပါခင်ဗျာလာနတ်သမီးဆိုတဲ့ဝိထုဇလံအပိုင်း1ကိုတော့ဒီနေရာမှာခေတ္တရနာခွင့်ပြုပါအပိုင်း2ကိုလည်းဆက်လက်တင်ဆက်ပေးတော့မှာဖြစ်တာကြောင့် subscribe နှိပ်ပြီးစောင့်မျှော်အားပေးနားထောင်ကြပါအောင်လို့ပြောချင်ရင်းနဲ့နှုတ်ဆက်လိုက်ပါတယ်အားလုံးပဲကိုယ်စိတ်နှပြရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ